တင်မမလားဘယ်လိုပဲတို့နှစ်ယောက်မိတောက်အောင်ချစ်ခဲ့ကြပါစေသမီးကြီးတော့ပြီးဘွားဖန်တီးဖို့မပြောရဘူးသမီးကြီးတော့ပြီးဘွားဖန်တီးဖို့မပြောရဘူးငါကျေလို့နဲ့နာခံခဲ့တာချိန်တရင်တွေပြောင်းတယ်လို့ဆိုမင်းချိန်နာသစ္စာမပဲလားဘာလို့ရှုံးပေးထားတယ်ငါဘက်ကတနေ့တစ်ခါရန်လမ်းရှာမချစ်ကမင်းတွေ့ပါပဲနေ့တရာခံပဲကွာတလုံးရင်ဘက်ထဲမှာထားမမင်းကိုပြေခွာရန်လဲမပါအမတ်တရားတဲ့ပုံအားလုံးမင်္ဂလာပါကျွန်တော်တွေ့တာလည်းကြာပြီဟုတ်တယ်ကျွန်တော်စီပိုင်းလေးပေါ်မှာထိုင်ပြီးတော့တချင်းတို့ဆိုပြပါမယ်ရင်ခု